ကျေးဇူးတော်မင်္ဂလာပါဒီနေ့အနတ်မှာယနတ်ဆိုတဲ့ကြပြလေးနဲ့တိဆောက်ပြီးခွန်အားပေးလိုပါတယ်ဒါကတော့ရှင်ယောဟန်ခရစ်ဝင်ကျမ်းခန်းကြီး7မှာအမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့အဖြစ်ပျက်ကလေးကိုခြေပြုပြီးတော့ကြပြလေးတစ်ပုဒ်ဖြစ်ထုစစ်ထားတာဖြစ်ပါတယ်တပတ်ကြပြပါအလှရတော့မပါပါဘူးဒါပေမဲ့သူ့မှာအရသာလေးရှိတယ်လို့ပြောပြရစီယောဟန်7ပြန်ပြောမှဖြစ်မယ်တရားရောခါကသခင်ဖျားတင်ချိုင်းအလုံးရှုပ်ရောက်လာတာကဘေသနိရွာကတရင်စကားလာဇရုအပြင်းဖျားလို့ချက်ချင်းလိုက်မှဖြစ်မယ်ကိုရောတဲ့သခင်ရှုနဲ့တပည့်တော်များနိုင်ငံတော်နဲ့ရှင်နဲ့တရားတော်ကိုဝင်ငှနေကြတဲ့အချိန်ဘယ်မှာရောက်နေသလဲဆိုတော့တနေရာမှာပေါ့အဲ့ဒီအချိန်မှာသူနဲ့တိတ်ရင်းနေတဲ့ဘေသနိရွာကညီကိုမောင်မ3ယောက်ထဲကမောင်1ယောက်ဖြစ်တဲ့လာဇရုအပြင်းဖျားနေပါတယ်တဲ့သခင်ဖျားသူရှိကိုလာပြီးလက်တင်ကကောင်းကြီးပေးဆွတ်တောင်းပေးရင်တော့ဖြင့်သူကျမ်းပါပါလိမ့်မယ်ဆိုပြီးတော့ဒီသတင်းစကားလာပေးရင်းနဲ့သခင်ဖျားကိုလာပင့်လျှောက်ကြပါတယ်အရေးပေါ်ပါအတွေးချော်စရာမလိုဘူးကိုတော်သွားရင်ဖြေရှင်းပြီးသားဒီကိစ္စကအရေးပေါ်ကိစ္စပါဘာမှတခြားစဉ်းစားစရာမလိုပါဘူးသခင်ရှုဖျားလိုက်သွားပြီဆိုရင်ပြဿနာကပြေလည်သွားပါပြီကိုတော်လုပ်နေတာကအရေးကြီးကိစ္စဘယ်လိုမှထားခဲ့လို့မရလိုက်လာမယ်သွားနေကြတဲ့အရေးကြီးကိစ္စပေါ်လာတဲ့အခါအရေးပေါ်ကိစ္စပေါ်လာတဲ့အခါမှာအရေးကြီးကိစ္စလုပ်နေတဲ့သခင်ရှုကနိုင်ငံတော်နဲ့ရှင်နဲ့အရေးကြီးကိစ္စလုပ်နေတယ်ငါနောက်ကလိုက်ခဲ့မယ်သွားနေကြပါလို့သခင်ဘုရားကလာပြီးတော့သတင်းပေးတဲ့လူတို့ပြန်လွတ်ခဲ့ပါတယ်၄ရက်လို့ရောက်လို့သွားတော့တကြိုထားပြီပေါ့လာဇရုကိုရောအခုမှလာသလားတဲ့သခင်ရှုကလည်းနိုင်ငံတော်နဲ့ရှင်တဲ့အရေးကြီးကိစ္စတွေလုပ်နေတဲ့အတွက်ကြောင့်၄ရက်လောက်နောက်ကျပြီးဘေသနိရွာကိုရောက်သွားတဲ့အခါလာဇရုဆုံးပါပြီးတော့တကြိုထားတာတင်းញိုင်းထဲမှာ၄ရက်ရှိပါပြီတဲ့၄ရက်မြောက်နေပါပြီတဲ့၃ရက်မြောက်နေ့ထိအိမ်မှာထားတယ်၄ရက်တကြိုပြီးနေပြီဒါကသူတို့ရဲ့ထုံးစံပေါ့၃ရက်လုံးခေါင်းတလားကိုအိမ်ထဲမှာထားပြီးတော့သူ့ရဲ့ဝိညာဉ်ပြန်ဝင်နိုင်တယ်ဆိုတဲ့မျှော်လင့်ချက်နဲ့စောင့်ကြပါတယ်ဒါပေမဲ့3ရက်ကျော်တော့တကြိုပါပြီလာဇရုအမှန်တကယ်သေပါတယ်တကြိုထားပါပြီစကားရှိရှိကိုရောမပြောဘဲလာသွားမယ်အခုလာဇရုရှိတဲ့တင်းချိုင်းနဲ့ခုမှလာရသလားကိုရောရဲ့လို့အမနဲ့ညီမကပြောနေတဲ့အချိန်ဘေးပတ်ဝန်းကျင်ကရှိတဲ့လူတွေပြောနေတဲ့အချိန်မှာသခင်ရှုကတော့စကားရှိပြောမနေဘူးလာဇရုကိုတကြိုထားတဲ့တင်းချိုင်းကိုအခုသွားကြမယ်အဲ့ဒီအချိန်မှာအခုမှတော့ရုပ်ကလပ်ပြက်ပုံနှံထွက်ပါပေါ့ကိုတော့နောက်ဆုံးသောနေ့မှာထမြောက်အမနှစ်ယောက်နဲ့တွေ့ရရင်ကျေနပ်လာပါပြီယူဒလူမျိုးတွေကရှင်ပြန်ထမြောက်ခြင်းကိုယုံတယ်တနေ့ကျလို့ရှိရင်နောက်ဆုံးသောနေ့မှာကျမတို့မောင်လာဇရုထမြောက်မှာပါအဲ့ဒီတော့ကြာမှတွေ့ရရင်တော်ပါပြီအခုတော့တင်းချိုင်းမှာရုပ်ကလပ်လည်းပြက်နေပါပြီအပုံနှံလည်းထွက်နေပါပြီအနက်မကောင်းတော့ပါဘူးမသွားပါနဲ့တော့တင်းချိုင်းကိုကိုတော်ရောက်အဖနာမထောက်ပြီးအမိန်ပေးတာကလာဇရုထွက်လာလို့အဲ့တော့သခင်ရှုကလည်းပဲသူ့မှာအနံ့ကနေပြီးတော့ယနံ့ကိုပြောင်းဖို့အစီအစဉ်ရှိတဲ့အတွက်ကြောင့်လာတင်ញိုင်းကိုသွားမယ်ဆိုပြီးရောက်တာနဲ့တင်ញိုင်းဝမှာလာဇရုထွက်လာလို့ဆိုပြီးတော့ဘုရားခင်ဘုန်းတော်နာမတော်ထောက်ပြီးអော်လိုက်ပါတယ်ခေါ်လိုက်ပါတယ်အမိန်ပေးလိုက်ပါတယ်အဲ့တော့သခင်ဘုရားပြုတော့အနက်မှာယနံ့ပြောင်းဖို့အပုပ်နံ့ကိုကြော်လွှားလို့ကြော်ကြားပြီးပေါ့ထမြောက်တဲ့သတင်းတမဟုတ်ချင်းပြန့်နှံ့သွားလိုက်တာအော်ယနေ့ထိပါလားလူတွေစီကနေထွက်တာအနံ့မှာအပုပ်နံ့မှာဒါပေမဲ့လာဇရုစီကထွက်လာတာကလာဇရုသေခြင်းကနေပြန်ပြီးတော့ရှင်ပြန်ထမြောက်တယ်ဆိုတာကအပုပ်နံ့မဟုတ်တော့ပါဘူးအဲ့ဒါကတော့ပွေးရနံ့ဖြစ်သွားပါပြီကောင်းသောသတင်းကောင်းသောယနံ့ဖြစ်သွားပါပြီတို့တက်တာမှာကိုရောစကားရှိလာရင်အပုပ်ကောင်ရုပ်ဆောင်စကားပယ်လို့အပုပ်နံ့ပြေကအမှန်တကယ်အသက်ရှင်ခြင်းနဲ့ကြွယ်ပါပေါ့လားကျွန်တော်တို့အသက်တာလဲအပုပ်ကောင်ရုပ်ဆောင်တယ်ဆိုပြီးတော့အရက်ထဲမှာပြောကြပါတယ်ဒါပေမဲ့ယေရှုခရစ်တော်ဖျားရဲ့စကားတော်ငါအားဖြင့်ထာဝရသက်ကိုရတယ်ငါအားဖြင့်အသက်ရှင်ခြင်းခွင့်ကိုရတယ်ဆိုတဲ့သူ့ရဲ့စကားတော်ကျွန်တော်တို့စီရောက်လာပြီးတော့ထိုယေရှုခရစ်တော်တည်းဟူသောအသက်ရှင်တဲ့နှုတ်ကပတ်တော်ကျွန်တော်ထဲမှာရောက်လာရင်အပုပ်ကောင်ရုပ်ဆောင်လို့ပြောနေကြတယ်ကျွန်တော်တို့အသက်တာကနေပြီးတော့တေခြင်းကနေထမြောက်တဲ့ယနံ့တင်းတဲ့သတင်းစကားတွေအစဉ်တစ်ဖြင့်လူမြောက်များစွာထံကိုတင်းပြန့်စွာရောက်ရှိသွားမှာဖြစ်တယ်ဆိုတဲ့အကြောင်းအရာလေးကိုလာဇရုရဲ့တေခြင်းကထမြောက်တဲ့အသက်တာလေးကိုခြေပြုတ်ပြီးတော့ဒီကြပြလေးနဲ့ခွန်အားပေးလိုပါတယ်
အနတ်မှရှင်နန်းတို့ရှင်ယောဟန်7ပြန်ပြောမှဖြစ်မယ်တရံယောအခါကသခင်ဖျားသင်ကြားရင်အလုရှုပ်ရောက်လာတာဘေသနိရွာကသတင်းစကားလာဇရုအပြင်းဖြားလို့ချက်ချင်းလိုက်လာမှဖြစ်မယ်ကိုရောတဲ့အရေးပေါ်ပါအတွေးချော်စရာမလိုဘူးကိုရောတွားရင်ဖြည့်ရှင်းပြီးသားကိုရောလုံနေတာအရေးကြီးကိစ္စဘယ်လိုမှထားခဲ့လို့မရလိုက်လာမယ်တွားနေကြတယ်လေးရလွန်ရောက်လို့တွားတော့တကြိုထားပြီပေါ့လာဇရုကိုရောအခုမှလာသလားတဲ့စကားရှိကိုရောမပြောပဲလာသွားမယ်အခုလာဇရုရှိတဲ့တင်းချိုင်းအခုမှတော့ရုပ်ကလပ်ပြက်အပုပ်နဲ့ထွက်ပေါ်ကိုရောနောက်ဆုံးသောနေ့မှာထမြောက်အမ2ယောက်နဲ့တွေ့ရရင်ကျေနပ်လှပါပြီတဲ့တင်းချိုင်းကိုရောရောက်အဖနာမကိုထောက်ပြီးအမိတ်ပေးတာကလာဇရုထွက်လာတော့သခင်ဖျားပြုတော့အနတ်မှယနံ့ပြောင်းဖို့အပုပ်နဲ့ကိုကြော်လွှားလို့ကြော်ကြားပြီးထမြောက်တဲ့သတင်းတမဟုတ်ချင်းပြန့်နှံ့သွားလိုက်တာ။အော်ယနေ့ထိပါလား။တို့သက်တာမှာကိုရောစကားရှိလာရင်အပုပ်ကောင်ရုပ်ဆောင်စကားပယ်လို့အပုပ်နဲ့ပြေကအမှန်တကယ်အသက်ရှင်ခြင်းယနေ့ကြွယ်ပါဘောလား။ရှေးဟောင်းခရစ်ယာန်ခန်းကြီး7အနတ်မှာရှင်နန်းတို့